Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရန်ကိုစိတ်ဝင်စားနေကြတဲ့ဒီ complexion matte foundation လေးနဲ့ပတ်သက်ပြီးတော့မင်ကအပြည့်အစုံလေးပြပြသွားပါမယ်အရင်ဆုံးစပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ packaging လေးပေါ့နော်ဒီလိုမျိုး8တစ်ထပ်ပါပြီးတော့family လေးနဲ့လာရဲပေါ့နော်ရွှေရောင်အနားရဲ့ liquid ထားမလို့တကယ်ကို luxury vibe လေးကိုရစေမှာပါအရင်ဆုံးအနေနဲ့မင်ကအယောင်ရဆုံးနဲ့အလှဆုံးအယောင်လေးဖြစ်တဲ့ sun ဆိုတဲ့အယောင်လေးကိုစမ်းပြသွားပါမယ်။လက်ပေါ်တင်လိုက်တာနဲ့ဒီအဝါဖောက်အယောင်လေးကအသက်ပေါ့နော်။ကဲသူ့ကို blend လိုက်ကြမယ်။သူလေးကမြင်နေတဲ့အတိုင်း full coverage ဖြစ်ပြီးတော့သူက matte ဖြစ်တဲ့အတွက်မလို့အစီပြန်တဲ့သူတွေအတွက်အသင့်တော်ဆုံးဖြစ်ပါရှင်။အယောင်လေးကလည်းမြန်မာသားရင်းနဲ့လိုက်တဲ့အဝါဖောက်လေးပါ။ဒါဆိုရင်မင်းတို့တခြားရောင်လေးတွေကိုစမ်းကြည့်ကြမယ်နော်ဒါလေးကတော့အဝါဖောက်အသားရည်အသားလက်သူနဲ့အကိုက်ညီဆုံးအယောင်2ရောင်ကိုအရင်ဆုံးစမ်းပြထားပါတယ်ပြီးတော့အသားဖြူတဲ့သူလေးတို့အလှဆုံး2ရောင်ကိုလည်းမစမ်းပြထားပါတယ်ပြီးရင်တော့အသားညိုတဲ့သူလေးတွေအတွက်မင်ကအယောင်3ရောင်ကိုစမ်းပြထားပါရရှင်ဒီရောင်လေးတွေကတော့အသားညိုတဲ့သူတွေအတွက်လုံးဝပြမသွားစီပဲနဲ့ညိုညံ့ညံ့ကလေးနဲ့မျက်နှာပေါ်မှာ blend နိုင်တဲ့အရောင်လေးတွေဖြစ်ပါတယ်ပေါ့နော်ဒါလေးတွေကမင်တို့ရဲ့ best seller အရောင်လေးတွေဖြစ်ပါရရှင်ဒီရောင်လေးတွေကိုမင်ကဒီ detail လေးတွေကိုလည်း Facebook မှာတခြားလေးတင်ပေးထားပါရရှင်အသားလက်သူညိုသူဖြူသူအကုန်လုံးအဆင်ပြေစေရပေါ့နော်အဲ့တော့ဒါလေးတွေကိုအစမ်းလေးသုံးကြည့်ချင်တဲ့အယောင်မကိုက်မှာစိုးရဆိုလို့ရှိရင်ဒီလိုမျိုးအထုပ်ကလေးလာပါတယ်မင်တို့အထုပ်ကအမဲအောင်အဖြူရောင်ပြီးလို့ရှိရင် foundation brand အတွက်ပါတယ်ပေါ့နော်မင်တို့ဒီထွက်သမျှအယောင်တွေကိုလည်း sample လေးတွေအထုပ်လေးမှာလို့ရပါတယ်တစ်ထုပ်ကိုမှ2000 3000ဝန်းကျင်ပဲမလို့အရန်ကိုတန်ပါရဲ့ရှင်sample ထုတ်လူတွေကတတိလေးတွေဆိုပေမဲ့မင်းတို့တီချာလေးစမ်းနိုင်တဲ့အမောင့်ပါဝင်တာမလို့ပေါ့နော်အခုဒါလေးဆိုရင်ဖောက်ပြထားရဲဒါလေးဆိုလို့ရှိရင်လည်းမင်းတို့တီချာလေးစမ်းနိုင်နေပေါ့နော်အယောင်ရော texture လေးတွေကိုစမ်းနိုင်ပါရှင်အထုပ်အဖြူနဲ့အမဲကဘာကွာလဲဆိုရင်အမဲလေးကတော့အစီပြင်းတဲ့သူအတွက်အဖြူလေးကတော့အသားချောက်တဲ့သူအတွက်ဒီ balm လေးကတော့ combination skin အတွက်ဖြစ်ပါရှင်မင်းတို့စီကိုလာမှာတော့မယ်ဆိုလို့ရှိရင်အဖြူထုတ်လားအမဲထုတ်လားဘမ်လေးလားဆိုတာလေးရေပြထားတဲ့ဒီလက်ပေါ်ကအယောင်လေးတွေကဘယ်အယောင်လေးလဲဆိုတာရေပါပြောပြပေးဖို့လိုအပ်ပါမင်းရှင်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့မင်းအခုပြထားတဲ့ 7k follower ရှိပြီးတော့ review ပေါင်း100ကျော်ရရှိထားတဲ့ရှီကလန်းမြန်မာ page တွေကနေပြီးတော့မှာယူနိုင်ပါရှင်ဖုန်းလေးကိုလည်းမင်းတို့ရဲ့ bio မှာလည်းတင်ပေးထားပါရှင် Facebook page link လေး